1983အိမ်မက်ဆိုစီပြက်လက်မှုကအမေရိကန်သားတွေရဲ့မာနာနဲ့အကျင့်စရိုက်ကိုဘလို့စမ်းသပ်ခဲ့လေစီသေးတွေတက်မယ်မီးတွေခဏခဏပြတ်မယ်လောင်စာစီတွေပြက်လက်မယ်ဒါတွေကကျွန်တော်တို့မြန်မာပြည်သားတွေအတွက်တော့အရန်ထူးဆန်းတဲ့စကားတွေမဟုတ်တော့ပါဘူးဒါပေမဲ့တကမ္ဘာလုံးကိုလွှမ်းမိုးထားတဲ့အမေရိကန်လိုနိုင်ငံကြီးမှာရောဒီလိုအခြေအနေမျိုးကြုံခဲ့ဘူးလားတကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်တနည်းအားဖြင့်1983ဝန်းကျင်ကအမေရိကန်မှာဖြစ်ခဲ့တဲ့စွမ်းအင်အကျက်တွေကအခုကျွန်တော်တို့ကြုံနေရတာထပ်တောင်ပိုပြီးခြောက်ခြားစရာကောင်းခဲ့တာဗျစိတ်ကူးကြည့်ပါဦးကောင်းမောင်းမှုစီမရှိသလိုအိမ်ထဲမှာအေးဒဏ်ခံနိုင်ဖို့အပူပေးဆက်နှိုးဖို့တောင်လောင်စာစီမရှိတော့တဲ့ဘဝကြီးကဘလောက်တောင်ဒုက္ခတွေများလိုက်မလဲအဲ့ဒီချိန်တုန်းကတော့ကျွန်တော်တို့လိုနိုင်ငံလေးတွေကတိတ်ပြီးမထိခိုက်ခဲ့ပေမဲ့လောင်စာစွမ်းအင်ပေါ်မှာအဓိကမိခိုခဲ့ကြတဲ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေအထူးသဖြင့်အမေရိကန်ကတော်တော်လေးကိုတိုင်ပတ်ခဲ့တာပါအဲ့ဒီချိန်တုန်းကလူတိုင်းရဲ့ရင်ထဲမှာစိုးရိမ်စိတ်တွေပြည့်နေပါတယ်အဓိကစိုးရိမ်စရာကအချက်၃ချက်ပါပဲ၁ကားနဲ့သွားလာရေး၂အိမ်ထဲမှာနေနေထွေးထွေးနေနိုင်ရေး၃အေးတန်ကြားမှာကျမ်းမာအောင်ဘလို့နေထိုင်မလဲဆိုတာဖြစ်ပါတယ်အခြေအနေကဘယ်လောက်ထိဆိုးတယ်လဲဆိုရင်ကားထဲထည့်ဖို့ဓာတ်ဆီတွေဘယ်လောက်ထိပြက်လက်သွားမလဲဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်ကြတော့ပါဘူးအားလုံးတည်ထားတာတခုကတော့ငါတို့စီပြတ်တော့မယ်ရှိတာလေးနဲ့ပဲအသက်ဆက်ရတော့မယ်ဆိုတာပါပဲအဲ့ဒီတော့ဒီလိုခက်ခဲတဲ့ကာလာကြီးကိုကြော်ဖြတ်ဖို့သူတို့ဘာတွေပြင်ဆင်ကြသလဲလူတွေကတော့သူတို့ရဲ့နေ့စဉ်ဘဝမှာတာမန်နီလန်းလေးတွေနဲ့ပဲစတင်ရုန်းကန်ခဲ့ကြပါပြီသူတို့ကစေအတွင်းကလိုစီခွဲတဲ့စနစ်တွေပြန်လာတော့မလားလူတွေကရောသူတို့ရဲ့ဇိမ်ခံကားကြီးတွေကိုဆွန့်လွတ်ပြီးဘလို့နီလန်းတွေနဲ့တွာလာနေကြပြီလေဒီအကျက်အသေးကကဘာကြီးရဲ့လူနေမှုပုံစံကိုဘလောက်တောင်ပြောင်းလဲပြစ်လိုက်တယ်လဲဆိုတာကတော့အသေးစိတ်စက်ကြည့်လိုက်ရအောင်ဗျာပြောရရင်အဲ့ဒါကအစာပဲရှိပါသေးတယ်နောက်ပိုင်းတွေမှာစီမရှိတော့လို့ကားပေါ်ကဆင်ပြီးဘာတွေပြောင်းသုံးကုန်ကြလေဆိုတာကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျစီတွေပြတ်တော့မယ်ဆိုတော့အစိုးရကဘာလုပ်မလဲအဖြေကတော့ရှင်းပါတယ်စီခွဲတန်းချပေးတာပေါ့ဒါအမေရိကန်မှာအသေးစမ်းတော့မဟုတ်ပါဘူးလွန်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးတုန်းကလည်းရှေ့တန်းကစစ်တီတော်တွေကိုထောက်ပံ့ဖို့အတွက်ပြည်သူတွေရဲ့စီသုံးဆွဲမှုကိုအစိုးရကဒီနည်းနဲ့ပဲထိန်းချုပ်ခဲ့တာပါ။အဲဒီတုန်းကစနစ်ကတော်တော်လေးကိုစနစ်တကျရှိခဲ့ပါတယ်။လူတွေကိုကပြားတွေထုတ်ပေးပြီးလိုအပ်ချက်အရစီခွဲတန်းချပေးတာပါ။ဥပမာပြောရရင်အနိုင်ဆုံးဦးစားပေးအဆင့်ရှိတဲ့ဧကကင်ဆောင်ထားသူတွေဆိုရင်တပတ်ကိုဓာတ်စီ3ကလည်းမရပါဘူး။ဒါပေမဲ့စစ်ပွဲအတွက်မရှိမဖြစ်အရေးပါတဲ့အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့ဘီကတ်ဒါမှမဟုတ်စီကတ်တွေရကြပြီးသူတို့ကတော့စီပို့ပြီးထုတ်ခွင့်ရကြတာပေါ့။ဒါပေမဲ့ဒီစနစ်ကြီးလေပတ်ဖို့ကမလွယ်ကူဘူးဗျ။ရုံငန်းပေါင်း90ကျော်နဲ့ဒေတန်ဒရစီခွဲတန်းဘုတ်ဖွဲ့ပေါင်း9000ကျော်ကနေဘသူကိုစီဘလောက်ပေးရမလဲဆိုတာကိုလာနေချီပြီးဆုံးဖြတ်ခဲ့ရတာပါ။တကယ်ကိုကြီးမားတဲ့ bureaucracy ရန်ရာကြီးတစ်ခုကိုအသုံးပြုခဲ့ရတာပေါ့။ဒါပေမဲ့စီကံရှိလာပါတယ်ဆိုတဲ့အမေရိကန်မှာတော့အဲဒီတုန်းကမှောင်ခိုဈေးကွက်ကရှိခဲ့ပါသေးတယ်။အသုံးပြုတဲ့စီတွေရဲ့900%လောက်ကမှောင်ခိုစီတွေဒါမှမဟုတ်ခိုးကူးထားတဲ့ကပြားတွေနဲ့ဝယ်သုံးခဲ့ကြတာပါ။ထူးခြားတာတစ်ခုက1983မတိုင်ခင်မှာစီခွဲတန်းလုပ်ခဲ့ရတဲ့အဓိကအကြောင်းရင်းကစီမရှိလို့မဟုတ်ပါဘူး။ကားတိုင်ယာတွေမှာသုံးတဲ့ rubber ကိုခြွေတာဖို့အတွက်စီကိုကန့်သက်လိုက်တာပါဒါပေမဲ့1983မှာကြုံနေရတဲ့အကျက်တွေကတော့အဲဒီတုန်းကနေလုံးဝမတူတော့ပါဘူးအခုကတကယ်ကိုစီမရှိလို့ပြက်လက်နေတာပါအိမ်ပြည်တော်ရဲ့ခံမှန်းချက်အရကားအစီးရေ100တန်းကျော်အတွက်စီလိုအပ်ချက်က15%လောက်ထိလိုအပ်နေပြီဒါကြောင့်လူတွေကိုအမြန်ဆုံးရှော့မောင်းဖို့နဲ့တခြားနည်းလမ်းတွေနဲ့ခြွေတာဖို့အစိုးရကစတင်တိုက်တွန်းနေရပါတယ်ကဲအခုကျွန်တော်တို့ကယ်လီဖိုးနီးယားပြည်နယ်ကြီးရဲ့1983ခုနှစ်စီကိုခဏလောက်သွားကြည့်ကြရအောင်ပါဒီနေရာကကမ္ဘာပေါ်မှာကားကိုအပူပင်မရှိအသုံးပြုနိုင်ဆုံးနေရာလို့နာမည်ကြီးတာဗျလမ်းမကြီးတွေပေါ်မှာကားတွေပိတ်ညက်နေတာမိကုံငွေတွေနဲ့လေတုညဉ့်ညမ်းတာတွေရှိပေမဲ့ကယ်လီဖိုးနီးယားသားတွေအတွက်တော့ကားဆိုတာသူတို့ဘဝရဲ့မရှိမဖြစ်အစိပ်ပိုင်းပါပဲအဲ့ဒါကိုကိန်းဂဏန်းတွေနဲ့ပြောပြရရင်ပုံမျက်လုံးပြူးသွားပါလိမ့်မယ်အဲ့ဒီမှာကားနဲ့ကုန်တင်ကားအစီးရေစုစုပေါင်း14တန်းကျော်ရှိပါတယ်ဒါကအဲ့ဒီပြည်နယ်မှာရှိတဲ့လိုင်စင်ရကားမောင်းသမားအရေးအတွက်ထက်တောင်ပိုများနေတာပါလူတယောက်ကိုကားတစ်စီးထက်ပိုပြီးရှိနေတဲ့သဘောပါပဲပြောရရင်နေပေါင်းများကကြောင်သူတို့တွေကကားတွေကိုအလွန်ကြုံသုံးဆွဲလာခဲ့ကြတာပါအလောက်သွားရင်လည်းတယောက်ထဲမောင်းသွားတယ်ကားတူစီးတဲ့သူဆိုတာလေးမရှိတော့ပါပဲအားလျက်တွေဆိုရင်လည်းမိုင်ပေါင်းရာနဲ့ချီပြီးရှောက်လေကြသလိုလမ်းထိပ်ကဆိုင်လေးသွားတာတောင်အင်ဂျင်ပူအောင်ခဏလေးနှုတ်ပြီးတော့ကားနဲ့ပဲသွားကြတာပါတနစ်ကိုကယ်လီဖိုးနီးယားကကားတွေမောင်းနေတဲ့ခရီးအကွာဝေးကမိုင်ပေါင်း130ဘီလီယံနီးပါးရှိပါတယ်အဲ့လောက်ဝေးသွားဖို့အတွက်ဓာတ်ဆီပမာဏဂါလန်10ဘီလီယံကျော်သုံးခဲ့ရတာပါစီပြတ်ချိန်မှာတော့အဲ့ဒီစိန်ခံနေတဲ့အကျင့်တွေကသူတို့ကိုပြန်ပြီးဒုက္ခပေးလာခဲ့ပါတယ်အထူးသဖြင့်စီမီတောင်ကြားလို့ခေါ်တဲ့လူနေရပ်ကွက်လေးမှာနေတဲ့သူတွေဆိုရင်ပိုဆိုးတာပေါ့သူတို့နေရာကလော့အန်ဂျလိစ်မြို့ကြီးနဲ့မိုင်40လောက်ဝေးနေတာပါဒါပေမဲ့အဲ့ဒီမှာနေတဲ့သူအများစုကမြို့ထဲမှာအလုပ်လုပ်ကြတာဆိုတော့ကားမရှိရင်လုံးဝမဖြစ်ပါဘူးတကယ်တော့သူတို့စီမှာယထာလန်းရှိပါတယ်ခရီးသည်တင်ယထာနှစ်စင်းကနေတိုင်းသူတို့မြို့ကိုဖြတ်သွားတာဒါပေမဲ့အဲ့ဒီယထာတွေကသူတို့မြို့မှာမရက်တာ1932ခုနှစ်ကတည်းကပါပဲအဲ့တော့မြို့ထဲကိုသွားဖို့ကားတစ်မျိုးပဲရှိတော့တာပေါ့အခုစီမရှိတော့သူတို့ဘာလုပ်ကြမလဲတချို့ကတော့မနက်စောကြီးနေမထွက်ခင်ကတည်းကဒစီတဲသောဘတ်စကားကိုတူစီပြီးမြို့ထဲသွားကြရပါတယ်အရင်တော့ကတော့ပတ်စံချွေတာခြင်းလို့စီးကြတာအခုတော့စီမရှိလို့မစီးမဖြစ်စီးနေကြရတာပေါ့ခရီးသည်တယောက်ပြောပြတာကတော့ဘတ်စကားစီးရတာကကားမောင်းတာနဲ့အချိန်လဲအတူတူပဲတဲ့ကားမောင်းရတဲ့ပင်ပန်းမှုလဲတက်တာရီ
တလားကိုဒေါ်လာ20ကနေ30ကျားလောက်လဲတက်တာရဲလို့ဆိုပါတယ်။ဒါပေမဲ့အမေရိကန်တွေကအများဆုံးဘတ်စကားပေါ်မှာငါးတက်တာဘူးတွေကငါးတွေလိုပြည့်ညက်နေတာကိုမကြိုက်ကြပါဘူး။သူတို့ကတက်တောင့်တက်တာနေကျင်ကြတယ်။စကားပြောခြင်းနဲ့ဖဲကစားခြင်းကြတယ်။ဒါပေမဲ့လက်ရှိကယ်လီဖိုးနီးယားမှာတော့အဲဒီလိုအဆင်ပြေပြေနဲ့အားလုံးစီးနိုင်တဲ့စနစ်မျိုးကမရှိသေးဘူးဖြစ်လာခဲ့တာပါ။အဲဒီလိုစီသေးကတက်စီကလေးရှာရခက်လာတော့ကယ်လီဖိုးနီးယားသားတွေရဲ့မာနာတွေလည်းခဏပေးဖယ်ထားလိုက်ရပါတယ်။အဝေးပြေးလမ်းမကြီးတွေပေါ်မှာတယောက်တည်းကားမောင်းရတာကိုဂုဏ်ယူခဲ့ကြတဲ့သူတွေကအခုတော့အဖော်ရှာပြီးကားအတူစီးတဲ့စနစ်ကိုပြောင်းပြီးကျင့်သုံးလာကြတာပါ။ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်။လူတော်တော်များများရဲ့ဘဝတွေမှာဒီထက်ပိုကြီးမားတဲ့အပြောင်းလဲတွေလည်းရှိလာခဲ့ရပါတယ်။အဲဒီအခြေအနေကိုမြင်သာစေဖို့ Bay Valley ဆိုတဲ့အမျိုးသားတယောက်ရဲ့အခြေအနေကိုကြည့်ရအောင်။သူကတော့ဒီစွမ်းရည်ချက်တဲ့ကြောင်ရောဂုံစိမ်းနှုံးကြီးမြင့်မှုကြောင်ရောအတော်လေးဒုက္ခရောက်နေတာပါ။အဲဒီချိန်မှာသူဘာလုပ်လိုက်လဲဆိုရင်တော့အရင်ကတကားလန်ကို12မိုင်ပဲသွားနိုင်တဲ့ကားအကြီးကြီးကိုဆွန့်လွတ်ပြီးတကားလန်ကို32မိုင်ထိသွားနိုင်တဲ့စီစားတက်တာတဲ့ကားအသေးစားလေးကိုပြောင်းစီလိုက်တာပါ။ဒါဟာတစ်လကိုစီဘိုးဒေါ်လာ50လောက်တက်တာသွားစေတာပေါ့။ဒါတွေမကသေးဘူးဗျ။သူစနီး KT ဆိုရင်လည်းဈေးသွားဝယ်တာခလေးချောင်းကြိုတာဆရာဝန်စီသွားတာတွေအတွက်စပိန်ကိုပဲနင်းသွားတော့တာပါ။အဲဒီနောက်ပိုင်းမြို့ထဲမှာစပိန်သမားတွေပိုများလာတယ်လို့စပိန်တွေလည်းအယောင်းတက်လာခဲ့ပါပြီ။ဒီအချိန်ဒီမှာအထိခိုက်ဆုံးကတော့အပန်းဖြေခရီးထွက်ရတာဝါသနာပါတဲ့မိသားစုတွေပဲ။ယူရီတို့မိသားစုဆိုရင်အရင်ကအပတ်တိုင်းလိုစကန်းချထွက်လေးရှိပေမဲ့အခုတော့အဲ့ဓာတွေကအိမ်မက်ဖြစ်သွားပါပြီ။ခရစ်စမတ်တောင်ခရီးထွက်ဖို့စီရှိပါမလားဆိုတော့သူတို့မသေးကြတော့ပါဘူး။အဲ့ဒီအချိန်မှာစီစားတဲ့ကားဟောင်းကြီးတွေဆိုရင်လည်းဈေးတွေဘလောက်ပဲလျှော့ရောင်းဘယ်သူမှမဝယ်ကြတော့ပါဘူး။ဒါပေမဲ့အဲ့ဒီအစားအလူရက်ရောင်းနေရတဲ့ပစ္စည်းတစ်ခုရှိလာပါတယ်။အဲ့ဒါကတော့တောက်ခတ်လို့ရတဲ့စီတိုင်ကြီးအဖုံးတွေပါပဲ။ဘာဖြစ်လို့လဲဆိုတော့စီကရွှေလိုတန်ဖိုးရှိလာတော့သူများစီတိုင်ကြီးတွေကနေစီကိုပိုက်နဲ့ဆုပ်ပြီးခိုးယူတဲ့သူတွေပေါ်လာလို့ပါ။အပူပစ္စည်းရောင်းဆိုင်တွေမှာဆိုရင်လေစီဆုပ်ပိုက်တွေကအရန်ရောင်းကောင်းနေခဲ့ပါတယ်။ဒါကလူတွေရဲ့ကိုကျင်တရားကိုတောင်စီပြက်လက်မှုကစမ်းသပ်နေတယ်လို့ပါပဲ။တကယ်တော့ဒီမျိုးသူမျိုးသားအများစုကတော့ဥပဒေကိုလိုက်နာကြတဲ့သူတွေပါ။ဒါပေမဲ့သူတို့အတွက်တော့စီချက်တဲကိုရင်ဆိုင်ဖို့ဆိုတာအိမ်မှာပဲငြိမ်ငြိမ်လေးနေဖို့ပဲရှိပါတော့တယ်။ဒီနေ့နေ့မှာစီဝယ်လို့မရဘူးဆိုရင်စနေနေ့ညကလေးကစီပြည့်ဖြစ်ထားရမယ်။ဒါမှမဟုတ်စီစားတက်တာတဲ့ဆိုင်ကယ်တွေနဲ့ပဲသွားကြရတော့မယ့်အခြေအနေပေါ့။အဲ့ဒီလိုစီတစက်ကိုရွှေထက်တန်မိုးထားလာရတဲ့အခါမှာလူတွေကသူတို့ရဲ့ကားတွေကိုအရင်ကားထက်ပိုပြီးဂရုစိုက်လာကြပါပြီ။အရင်ကတော့ကားမောင်းရရင်ပြီးရောဆိုပြီးပြစ်ထားခဲ့ကြပေမဲ့အခုတော့စီစားတက်တာဖို့အတွက်ကားမကနစ်ဆိုင်တွေကိုအလို့ရက်ပြေးကြတော့တာပေါ့။နောက်ပြီးအင်ဂျင်ကိုစီစားတက်တာအောင်စစ်ဆေးပြင်ဆင်တာတွေလည်းခေတ်စားလာခဲ့ပါပြီ။ဒီနေရာမှာစီမီမျိုးရဲ့လူလေးစားခံရဆုံးမကန်နစ်ကြီးလီရိုင်းအင်ဂယ်လီကလည်းစီစားတက်တာစီမဲ့အကြံတွေပေးခဲ့တာပါ။သူကတော့လူတိုင်းကိုကားရဲ့လက်ဆွဲစာအုပ်ကိုအရင်ဖတ်ကြည့်ပါလို့အမြဲပြောလို့ရှိပါတယ်။သူပြောပြတဲ့အချက်တွေကရိုးရိုးလေးပေမဲ့တကယ်ကိုလည်းထိရောက်နေတာပါ။ပထမဆုံးကတော့လေးစစ်ပါပဲ။လေးစစ်ကအရန်ကြီးပတ်နေပြီဆိုရင်အင်ဂျင်ထဲကိုလေဝင်တာနဲ့သွားပြီးတော့စီကိုပိုဆွဲယူတဲ့အတွက်တကားလန်ကို2မိုင်ကနေ3မိုင်လောက်ထိစီပိုစားသွားစီပါတယ်။အဲဒါကြောင့်လေးစစ်ကိုတန်ရှင်းလုပ်ဖို့နံပါတ်1အနေနဲ့အကြံပေးခဲ့တာပါ။နောက်တစ်ချက်ကတော့ပလက်တွေပါပဲ။မီးပလက်တစ်လုံးကောင်းကောင်းလုံးမလုပ်တော့ဘူးဆိုရင်ကားရဲ့စီစားနှုန်းက30%လောက်ထိကိုရုတ်တရက်ထိုးကျသွားနိုင်ပါတယ်။လေရိုင်းကတော့ခက်ရှင်းချင်းပဲပြောခဲ့တာပါ။လူတွေကကားကြီးကရွေးနေသွေးတော့ဘာမှမလုပ်ပဲမောင်းနေကြတာပဲအခုစီးပြတ်တော့မှပဲဂယုစိုက်တက်လာကြတယ်ဆိုပြီးပါပဲဒါတွေမကသေးဘူးဗျစီချွေထားဖို့အတွက်အစိုးရကနောက်ထပ်အကြီးကျယ်တိုက်တွန်းနေတာတခုရှိပါသေးတယ်အဲ့ဒါကတော့အမြန်နှုံးရှော့မောင်းဖို့ပါပဲအရင်ကအဝေးပြေးလမ်းမတွေမှာတနာရီ65မိုင်ထိမောင်းခွင့်ပြုထားပေမဲ့တမရနေစင်ကတော့ကားတွေအတွက်တနာရီမိုင်90ဘတ်စကားနဲ့ကုန်တင်ကားတွေအတွက်55မိုင်ပဲမောင်းဖို့တောင်းဆိုလိုက်တာပါဒါပေမဲ့ဒီနေရာမှာလေမိုင်90ပဲမောင်းတာကတကယ်ပဲစီစားတက်တာလို့လားဆိုတဲ့မေးခွန်းတွေထွက်လာခဲ့ပါပြီအဲ့ဒီကိစ္စအတွက်ကွန်နက်တီကပ်ပြည်နယ်ကစားသုံးသူများတမကအဖွဲ့ကနေကားကိုဒိုင်နမိုမီတာလို့ခေါ်တဲ့စက်ပေါ်တင်ပြီးစမ်းသပ်ပြခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။နောက်ပြီးရလက်ကလည်းတကယ်ကိုအံ့ဩစရာဖြစ်ခဲ့ပါရီ။ကားတစ်စီးကိုတနာရီမိုင်80နဲ့မောင်းတာကမိုင်90နဲ့မောင်းတာထက်စီ25%ကနေ30%ထိပိုပြီးကုန်သွားစေတယ်လို့အဖြေထွက်ခဲ့တာပါ။ဆိုလိုတာကမိတ်ဆွေအမြန်နှုန်းကိုနည်းနည်းလေးလျှော့လိုက်ရုံနဲ့စီလေးပုံတစ်ပုံနီးပါးကိုတက်တာစေနိုင်တာမျိုးပါပဲ။အဲ့ဒီအချိန်မှာအင်ဂျင်နီယာကြီး Robert New ဆိုတဲ့ပုဂ္ဂိုလ်ကလည်းနောက်ထပ်လှုပ်ဝက်ချက်လေးတွေကိုဝေမျှပေးခဲ့တာပါ။အဲ့ဒါတွေကတော့တာယာလီဖီအားကိုပုံမှန်ထက်2ပေါင်လောက်ပိုဖြည့်ထားဖို့အဲ့လို2ပေါင်ပိုဖြည့်တာကစီစားနှုန်းကိုနည်းနည်းတက်တာစေကြောင်းအကြံပေးခဲ့ပါတယ်။ဒါပေမဲ့2ပေါင်ထက်ပိုမဖြည့်ဖို့ကိုလည်းသတိပေးခဲ့တာပါ။နောက်တစ်ခုကတော့မနက်ခင်းမှာအင်ဂျင်ပူအောင်မဆောက်နေပဲအင်ဂျင်နိုးတာနဲ့ဖြည်းဖြည်းချင်းမောင်းထွက်ဖို့လည်းအကြံပေးပါတယ်။နောက်ပြီးဘလို့မောင်းလီဘာနေပြီးအရှိန်နဲ့ထွက်တာတွေမလုပ်ဖို့ဖြည်းဖြည်းအေးအေးသွားဖို့အကြံပေးခဲ့တာပါ။စီရီတကယ်ရှားပါလာချိန်မှာလူတွေကလည်းစီသက်တောင်နီလန်းမျိုးစုံရှာလာကြပါတယ်။ဖြစ်ချင်တော့သူတို့စီမှာကကားမောင်းဖို့စီခက်ခဲနေတယ်လို့ပဲအိမ်ထဲမှာလည်းနောက်ထပ်ပြဿနာကြီးတစ်ခုရှိနေသေးတာပါ။အဲ့ဒါကတော့အိမ်ကိုနှွေးအောင်ထားပေးတဲ့အပူပေးစနစ်ပါပဲ။ရာသီဥတုခံမှန်းချက်တွေအရတော့အဲ့ဒီနှစ်ဆောင်းတွင်းကတနိုင်ငံလုံးအတိုင်းအတာနဲ့ပုံမှန်ထက်ပိုအေးမလားပိုနှွေးမလားဆိုတာကလည်း90%စီဖြစ်နေကြတာပါ။အဲ့ဒါကြောင့်လူတွေကလည်းရှိတဲ့လောင်စာစီလေးနဲ့ပဲအိမ်ထဲမှာနွေးထွေးနေနိုင်ဖို့နည်းလမ်းတွေကိုရှာကြရပါတယ်။အဲ့ဒါကြောင့်လူတွေကလည်းသူတို့အိမ်ကအပူပေးဆက်ကြီးတွေကိုပြန်ပြီးစစ်ဆေးခဲ့ကြရတာပါ။ဘာဖြစ်လို့လဲဆိုရင်လောင်စာစီဆိုတာထိရောက်တဲ့စွမ်းရည်ဖြစ်ပေမဲ့လောင်ကျွမ်းပြီးသွားရင်ကာဗွန်တွေကျန်ခဲ့တတ်လို့ပါပဲ
အဲ့ဒီအညစ်အကြေးတွေကအပူဖလဲဆက်ထဲမှာကပ်နေပြီးကြောက်သားလိုမျိုးမှာသွားတတ်ပါရီအဲ့လိုဖြစ်နေရင်အပူရဖို့ပိုကြလာပြီးစီကိုလည်းပိုကုန်စေတာပေါ့အပူပေးဆက်ကညစ်ပတ်နေမယ်ဆိုရင်အပူဆုံးရှုံးမှုက20ကနေ60ရာခိုင်နှုန်းထိရှိနိုင်ပါရီအဲ့ဒါကြောင့်စီမကုံရဖို့အပူပေးဆက်တွေကိုပြန်ပြီးစားပေးလို့ရတယ်လို့တချို့ကလည်းအပူချိန်ထိန်းကရိယာကို1ဒီဂရီလောက်သုံးတဲ့နည်းကိုသုံးခဲ့ကြတာပါအဲ့ဒီချိန်မှာတော့အနှွေးတဲ့ထူထူဝေပြီးအေးတံကိုအန်တူခဲ့ကြပါရီဘာပဲဖြစ်ဖြစ်အပူပေးဆက်ကထွက်တဲ့အပူနည်းနည်းနဲ့အနှွေးတဲ့ရဲ့အပူချိန်ကြောင့်အစင်းတော့ပြေခဲ့ကြတာပါသူတို့တက်ကတော့စီစားတက်တာမဲ့နီလန်းရှိသမျှကိုသုံးခဲ့ကြရပါရီတချို့တက်နိုင်တဲ့သူတွေကြတော့လေအိမ်ရဲ့မျက်နှာချက်တွေပြတင်းပေါက်တကားတွေကိုအပူထိန်းနိုင်တဲ့ဒီဇိုင်းတွေနဲ့ပြောင်းလိုက်ကြတာပါပြောရရင်ပတ်စံပေါ်တဲ့တရေပဲဖြစ်ဖြစ်လူလက်တန်းစားပဲဖြစ်ဖြစ်စင်းရဲသားတွေပဲဖြစ်ဖြစ်စီတက်တာအောင်တူနီးတူဟန်နဲ့ကြံဖန်နေခဲ့ကြပါရီကဲအခုဆိုရင်ကျွန်တော်တို့က1980ပြည့်လွန်နှစ်တွေကအမေရိကန်နိုင်ငံသားတွေရဲ့စောင်းနှင်းအချက်တွေကိုဘလို့ဖြတ်ကျော်ခဲ့ကြတယ်လဲဆိုတာအတော်လေးစုံစုံလင်လင်သိခဲ့ရပြီဖြစ်ပါရီအဲ့ဒီချိန်တုန်းကစီချွေတာဖို့နီလန်းတွေတင်မကပဲသူတို့ရဲ့ကျမ်းမာရေးကိုဘလို့ထိန်းသိမ်းခဲ့ကြတယ်လဲဆိုတာကလေအခုခေတ်အတွက်သင်ခန်းစာယူစရာတွေဖြစ်နေပြန်ရောဗျသူတို့တွေအဲ့ဒီတုန်းကအိမ်ထဲမှာအပူချိန်လျှော်ထားတဲ့အခါဘလို့နှွေးအောင်နေခဲ့ကြသလဲအဓိကကတော့အဝတ်စားဝတ်ဆင်ပုံပါပဲအဝတ်စားအထူကြီးတတဲဝတ်တာထက်ပပလျက်လျက်အဝတ်စားတွေကိုအထက်ထက်ဝတ်တာကခန္ဓာကိုယ်ရဲ့အပူချိန်ကိုပိုပြီးထိန်းသိမ်းပေးနိုင်တယ်ဆိုတာကိုသူတို့လက်တွေအသုံးချခဲ့ကြတာပါလက်အိတ်တွေထက်လက်မတစ်ချောင်းနဲ့တီးတန့်ပါတဲ့လက်အိတ်တွေကပိုပြီးနှွေးထွေးစေတယ်ဆိုတာကိုလည်းသူတို့သတိပြုမိခဲ့ကြတယ်ဗျစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကအဲဒီတုန်းကလူတော်တော်များများကအရက်တောက်တာဒါမှမဟုတ်ဆေးဝါးသုံးတာတွေကကိုယ့်ကိုနှွေးထွေးစေတယ်လို့အထင်မှားခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒါတွေကခန္ဓာကိုယ်အတွက်ဘာအပူတမ်းမှမပေးနိုင်ဘူးဆိုတာကိုသတင်းဌာနတွေကနေတဆင့်ပြည်သူတွေကိုအသိပညာပေးခဲ့ကြရပါတယ်အစားတောက်ပိုင်းမှာလေသူတို့တွေကတကယ်ကိုလက်တွေ့ကြခဲ့ကြတယ်ဗျဟင်းသီးဟင်းရွက်နဲ့တတိဝလံတွေကိုနေတိုင်းစားဖို့ကြိုးစားခဲ့ကြတယ်လို့လက်လက်ဆက်ဆက်မရရင်အောင်စီတိုဘူးတဲ့ကဟာတွေကလည်းအာဟာရချင်းတူတူပဲဆိုတာကိုလက်ခံခဲ့ကြပါတယ်အသားတွေဈေးကြီးလာတဲ့အခါမှာလေအသားအစားထိုးပစ္စည်းတွေကိုရှာဖွေစားတောက်ခဲ့ကြတာပေါ့ဥပမာပဲပြုတ်နဲ့ပေါမုံညူကအမဲသားလောက်နီးပါးအားရှိစေတယ်ဆိုတာကိုသူတို့သဘောပေါက်သွားခဲ့ကြပါရီဆိုတော့အခုဆိုရင်1980ပြည့်လွန်နှစ်တွေတုန်းကကမ္ဘာအချမ်းသာဆုံးအမေရိကန်နိုင်ငံသားတွေတောင်စီပြက်လက်တဲ့တန်းကိုဘယ်လိုမျိုးအလူးလဲခံခဲ့ရတယ်လဲဆိုတာမြင်လောက်ပြီးထင်ပါရီသူတို့တွေလည်းစီတိုင်ကြီးဖုံးတွေကိုတောက်ခတ်ခဲ့ကြရီကားကြီးတွေစုံပြီးစပိန်တွေဘတ်စကားတွေထိုးစီခဲ့ကြရတယ်လို့အိမ်ထဲမှာနှွေးအောင်နေဖို့နီလန်းပေါင်းစုံနဲ့ရုန်းကန်ခဲ့ကြရတာပါဒါပေမဲ့ဒီသမိုင်းကြောင်းကနေကျွန်တော်တို့သင်ခန်းစာယူရမှာကအခက်ခဲဆိုတာဘလောက်ပဲကြီးကြီးလူသားတွေရဲ့ကြံဖန်နိုင်စွမ်းနဲ့လက်တွေ့ကျကျရုန်းကန်မှုတွေကအဲ့ဒီအချက်တဲတွေကိုကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတာပါပဲအမေရိကန်တွေအဲ့ဒီတုန်းကသူတို့ရဲ့အလိုဆန္ဒတွေကိုခဏပေးဖယ်ပြီးတကယ်လိုအပ်တာကိုပဲအာရုံစိုက်ပြီးအောင်မြင်မြင်ကြော်ဖြတ်နိုင်ခဲ့ကြပါရီကျွန်တော်တို့မြန်မာပြည်သူတွေကလည်းအခုချိန်မှာအလားတူခက်ခဲမျိုးစုံကိုရင်ဆိုင်နေရတာအမှန်ပါပဲဒါပေမဲ့ကျွန်တော်တို့စီမှာလည်းသူတို့ထက်မသားရင်တော့မနှိမ့်နဲ့ကြံဖန်နိုင်စွမ်းတွေအပေးယူလုပ်နိုင်တဲ့စိတ်ဓာတ်တွေရှိကြတာပဲမဟုတ်လားအခုမြင်ခဲ့ရတဲ့အမေရိကန်တွေရဲ့နီလန်းတွေကကိုယ့်အတွက်အသုံးတဲ့မဲ့ချက်လေးတွေကိုယူပြီးဒီခက်ခဲတဲ့ကာလကိုအတူတူကြော်ဖြတ်ကြရအောင်ဗျာမိတ်ဆွေတို့ရောအခုလက်ရှိကြုံတွေ့နေရတဲ့စီအခက်ခဲကုန်စည်နှုန်းမြင့်တဲ့အခက်ခဲတွေကိုဘယ်လိုနီလန်းတွေနဲ့ကြံဖန်ကြော်ဖြတ်နေကြသလဲဆိုတာcommentမှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးတခြားသူတွေအတွက်လည်းအသုံးဝင်မဲ့နီလန်းကောင်းလေးတွေဖြစ်နေနိုင်လို့ပါဗျအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းဝင်ဖြစ်ရတွေနဲ့ဘဝတုဒဖြစ်ပွဲအကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ထားဖို့မမေ့လိုက်ပါနဲ့ဦးနောက်ထပ်ဗီဒီယိုသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျာ